မင်္ဂလာပါရှင်အပတ်စဉ်ဗုဒ္ဓဟူးညတင်ဆက်မှုအစစ်စင်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ယနေ့ညတင်ဆက်ပေးရမယ့်သတင်းတွေကတော့လိုက်လုံအောင်ကြားစစ်ကောင်စီတပ်စခန်းကိုတိမ့်ပိုက်နိုင်တဲ့သတင်းတိုက်ပွဲသတင်းနဲ့တခြားသောစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ရှင်ကျွန်မအခွန်ကြစင်ပါရှင်ဝိုင်းမော်မြို့နယ်နန်ဆိုင်ရအနီးရှိစစ်ကောင်စီရဲ့လိုက်လုံအောင်ကြားတပ်စခန်းကို KIA နဲ့မဟာမိတ်တပ်ဖွဲ့များမှအော်တိုဘာလ20ရက်နေ့တွင်စခန်းသိမ်းတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။ KIA, AA, ABSDF, CNF, KPDF နဲ့ PDF ပူးပေါင်းတပ်ဖွဲ့များကအော်တိုဘာလ20ရက်နေ့မနက်ပိုင်းကတည်းကစတင်ထိုးစစ်ဆင်တိုက်ခိုက်ရာညနေ3နာရီချိန်ခန့်တွင်စခန်းသိမ်းပိုက်နိုင်ခဲ့ကြောင်းသိရပါတယ်။ယခုသိမ်းပိုက်ထားတဲ့နေရာတပ်စခန်းကလိုက်လုံရဲစခန်းကုန်းနဲ့ဖျားကုန်းဆိုတဲ့နေရာတွေဖြစ်တယ်လို့သိရပါတယ်။လိုက်လုံအောင်ကြားတပ်စခန်းနန်ဆိုင်ရနဲ့မိုက်ဆပ်ပါအနီးတစ်ဝိုက်ကိုစစ်ကောင်စီတပ်များမှအော်တိုဘာလ20ရက်နေ့မှ21ရက်နေ့နနက်3နာရီချိန်ခန့်ထိလက်နက်ကြီးများပစ်ခတ်တာတိုက်လေယာဉ်များဖြစ်လဲဘုံ16လုံးပစ်ခတ်ခဲ့ပြီး ART 40နဲ့320လို့ယူဆရတဲ့ကင်းထောက်လေယာဉ်တစ်စီးတနေကုန်နီးပါးပြန်ဝဲနေတယ်လို့ရှေ့တန်းစစ်မြေပြင်သတင်းရင်းမြစ်များမှပြောပါတယ်ကားမိုင်းမြို့နယ်လကတ်ကောင်နဲ့ကြောက်ထုအနီးအော်တိုဘာလ20ရက်နေ့က KIA တပ်မဟာကိုတပ်ရင်း44တပ်နဲ့စစ်ကောင်စီတပ်တို့ညနေပိုင်း2နာရီခွဲမှ3နာရီခွဲချိန်ခန့်ထိတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ KIA တပ်မဟာကိုတပ်ရင်း44နေမြေဘက်တို့စစ်ပြေလှုပ်ရှားလာတဲ့စစ်ကောင်စီတပ်များကိုလကတ်ကောင်နီးတွင် KIA မှရှောင်းတခင်တိုက်ခိုက်ခဲ့ရာမှာတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ရှေ့တန်းစစ်မြေပြင်သတင်းများမှသိရပါတယ်။စစ်ကောင်စီတပ်ရဲ့လက်နက်ကြီးတပ်မှကြောက်ထုကျေးရွာဘက်သို့60မမလက်နက်ကြီးတွေနဲ့ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။တိုက်ပွဲတွင်နှစ်ဖက်ကထိခိုက်ဒဏ်ရာရရှိသူများရှိပြီးအသေးစိတ်ကိုတော့စုံစမ်းနေဆဲဖြစ်ပါတယ်ရှင်။စစ်ကောင်စီတပ်တွေဟာအော်တိုဘာလကစပြီး KIA တပ်မဟာကိုနေမြေဘက်သို့စီးရဲလှုပ်ရှားတာတွေလေကြောင်းမှတိုက်လေယာဉ်များဖြင့်ဘုံကျဲတိုက်ခိုက်မှုများပြုလုပ်တာကြောင့်တိုက်ပွဲများဆက်လက်ပြင်းထန်လာနိုင်တယ်လို့ရှေ့တန်းသတင်းရင်းမြစ်ထမှသိရှိရပါတယ်ရှင်။ရွှေကူမြို့နယ်ကတုံပုံကျေးရွာရှိရွာသားများကိုခလာရ56တပ်ရင်းကရွာထဲကနေအမြင့်ဆုံးထွက်သွားဖို့ချင်းချောက်မောင်းထုတ်နေတယ်လို့ရွာသားများကပြောပါတယ်စစ်ကောင်စီတပ်ခလာရ56တပ်ရင်းကတုံပုံကျေးရွာရှိရွာလူကြီးများကိုဖုံးနှင်းဆက်တွေကရွာထဲမှာတယောက်မကြံပဲအကုန်လုံးအမြင့်ဆုံးထွက်သွားဖို့ချင်းချောက်ပြောဆိုလာတာကြောင့်ရွာသားများကြောက်လန့်ကတောထဲထွက်ပြေးတင်းရှောင်နေရတယ်လို့ထွက်ပြေးတင်းရှောင်နေတဲ့ရွာသားတဦးကပြောပါတယ်ပြီးခဲ့တဲ့အောက်တိုဘာလ18ရက်နေ့ကရွှေကူမြို့အနီးရှိခမာယ600နှစ်ရှေ့တန်းစခန်းငပတ်ကြီးစခန်းကို KIA, KPDF ပူးပေါင်းတပ်ဖွဲ့များမှသိမ်းပိုက်ဖျက်ဆီးခဲ့ပြီးနောက်ခလာရ56တပ်ရင်းကိုလည်းတိုက်ခိုက်မှုများပြုလုပ်ခဲ့ပါတယ်။ဒါကြောင့်ခလာရ56တပ်ရင်းကတိုက်ပွဲတွေအထိနာထားတာကြောင့်ပြည်သူများကိုပြစ်မှတ်ထားချင်းချောက်တာရွာနဲ့အနီးတစ်ဝိုက်ကိုလက်နက်ကြီးလက်နက်ငယ်များဖြင့်ရန်တမ်းပစ်ခတ်မှုများပြုလုပ်နေတယ်လို့သိရပါတယ်။ထို့သောပြည်သူများကိုပြစ်မှတ်ထားကရွာမီးရှို့တာလက်နက်ကြီးများရန်တမ်းပစ်ခတ်တာတွေကြောင့်ပြည်သူများစိုးရိမ်ထိတ်လန့်နေရတယ်လို့လည်းသိရှိရပါတယ်ရှင်။ဗမာတိုင်းသားဘာသာဖြင့်တင်ဆက်မှုစီစဉ်ကိုကြည့်ရှုနားဆင်သူပရိသတ်ပေါင်းကိုစိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေရှင်။ကျေးဇူးတင်ပါတယ်ရှင်။